အားလုံးပဲမင်္ဂလာပါခင်ဗျာတော့ပါဘူးနော်လဲ channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ပြသွားမှာကတော့လောကမှာအပျော်ဆုံးငှက်ဆိုတဲ့အကြောင်းလေးကိုတင်ပြသွားမှာပဲဖြစ်ပါတယ်တခါကကြီးကန်းတစ်ကောင်ရှိပါတယ်သူကသူ့ကိုယ်သူလောကမှာငါအပျော်ဆုံးငှက်တစ်ကောင်ပဲဆိုပြီးဘဝကိုတာယာနေပါတယ်ဒီနေ့မှာတော့သူကဗျိုင်းတစ်ကောင်ကိုတွေ့ရတယ်သူ့တို့လုံးကဖြူဖွေးနေတာပဲငါကတော့မဲနဲ့နေတယ်သူကလောကမှာအပျော်ဆုံးငှက်ဖြစ်လိမ့်မယ်လို့တွေးမိပါတယ်ဒီလိုနဲ့ဗျိုင်းကိုသူတားပြောတယ်ကိုဗျိုင်းရာခမရအောင်ကဖြူဖွေးနေတာပဲလှလိုက်တာဧကနာခမရဟာလောကမှာအပျော်ဆုံးငှက်ဖြစ်မယ်ထင်တယ်လို့ပြောပါတယ်ဒီတော့ဗျိုင်းကပြန်ပြောတယ်ကျွန်တော်လည်းအစကဒီလိုတွေးမိတာချစ်တူရေးကိုမတွေ့ခင်အထိပေါ့ကျွန်တော်ကသာအဖြူတစ်ခုတည်းရှိတာသူ့မှာအယောင်နှမျိုးရှိတယ်တိတ်လာတာပဲဒီလိုနဲ့ကြီးကန်းလည်းချက်တူရွေးစီသွားပါတယ်ခမရကအယောင်နှမျိုးနဲ့တိတ်လာတယ်ဗျာခမရကကဘာမှာအပျော်ဆုံးငှက်ပဲမလားချစ်တူရေးကဟာကျွန်တော်ကဘာလို့သိလဲဗျာကျွန်တော်မှအယောင်နှမျိုးပဲရှိတာတောင်းမှအယောင်နဲ့အများကြီးနဲ့ဗျခင်ဗျားသူ့ကိုသွားမေးပါလားလို့ပြန်ဖြေလိုက်ပါတယ်ဒီလိုနဲ့ကြီးကန်းလဲတောင်းကိုလိုက်ရှာရင်တိတ်ဆန်ယုံတစ်ခုထဲမှာလူတွေအများကြီးဝိုင်းကြည့်နေတဲ့ဓာတ်ကိုတွေ့လိုက်ရပါတယ်အာပါလှလိုက်တာသူကတေချာပေါက်အပျော်ဆုံးငှက်ပဲလို့တွေ့လိုက်တယ်ဒီလိုနဲ့တိတ်ဆန်ယုံပိတ်ချိန်ထိစောင့်နေပြီးညနေလူချင်းတော့တောင်းစီသွားပြောတယ်ကိုရောင်ခင်ဗျားဒီလောက်လှတာခင်ဗျားကလောကမှာအပျော်ဆုံးငှက်ပဲဗျာလူတွေကခင်ဗျားအလှကိုဒီလိုတကူးတကလာကြည့်တယ်ကျုပ်ကိုမြင်တော့မောင်းလို့တော့တာပဲဗျို့ခါတလေခဲနဲ့တောင်ပေါက်လို့မနဲ့ရှောင်ရတယ်ဗျာလို့ပြောလိုက်ပါတယ်ဒီချိန်မှာတောင်းကအင်းဗျာကျွန်တော်ကအလှဆုံးငှက်ဆိုတာမှန်ပါရဲ့ဒါပေမဲ့ကျွန်တော်ရဲ့အလှတရားကြောင့်ကျွန်တော်ဟာလှောင်အိမ်နဲ့ချုံအောင်ခံထားရတယ်ဒီမှာမိတ်ဆွေကြီးကျွန်တော်တိရစ္ဆာန်ရုံတစ်ခုလုံးကိုတေချာစူးစမ်းကြည့်ပြီးပြီလှောင်အိမ်နဲ့ထက်မခံနာရတာဆိုလို့ကြီးကန်းပဲရှိတယ်ဗျကျွန်တော်တခါတလေတွေးမိတယ်လောကမှာအပျော်ဆုံးငှက်ဟာကြီးကန်းပဲဖြစ်မယ်လို့ပေါ့လွတ်လွတ်လပ်လပ်ပြန်တန်းနေတဲ့ကြီးကန်းတွေမြင်လိုက်ရင်ကျွန်တော်အရန်အားကြတယ်ဗျာလို့ပြန်ပြောပါတယ်ကျွန်တော်တို့ဟာတစ်ခါတလေကြုံတွေ့နေရတဲ့ဘဝအခြေအနေနဲ့ပြဿနာတွေပေါ်မှာမကြင်မနှက်ဖြစ်ပြီးသူများဘဝတွေကိုအားကြမိတတ်ကြပါတယ်တကယ်တော့ဘလို့ဘဝမျိုးဖြစ်ဖြစ်လူတိုင်းမှာအခက်အခဲတွေရှိတတ်ကြပါတယ်ပြည့်ပြည့်စုံတဲ့ဆိုတာမရှိပါဘူးနားဆင်ပေးကြတဲ့အားလုံးကိုချစ်သူတင်ပါတယ်